okay okay how do you not if we like the design here the bound there ကိုဒီမှာဗဒီဇိုင်ယာရောလူများတည်ပြီလား EV လို့လည်းခေါ်ကြတယ် EV ရဲ့ဒိတ်တယ်လေးကိုသူရှင်းပြတယ်ကလေးအောင်တရားတော့ EV ဆိုတာဘယ်လိုခေါ်ပါလဲတို့ EV လို့လည်းခေါ်တယ်ကျွန်တော် e-bike လို့လည်းခေါ်တယ် electronic bike လို့လည်းခေါ်တယ်မျိုးတော့ခေါ်ကြတာပဲစီတူမေးရှိလား EV တည်လားမတည်သေးဘူးတဲ့ကြီးလေးမိုးကောင်းကြီးလုံးခန့်ကြီးလေးတည်လား EV ဟုတ်ပြီဟုတ်ပြီဒီမှာတော့အခုနာမည်လေးတွေချက်ချင်းမမှတ်မိတာခွင့်လို့နော်ကိုကတင်တဲ့ပတ်စီဆိုရင်စဆိုင်မိတ်ဆက်ပြီးချက်ချင်းအကုန်လုံးမှတ်ပြီးနည်းတော့ကြာမှသူလိုက်မှတ်တယ်ဟောတော့အခုမှနာမည်လေးတွေတခါတည်းမှ5-6ယောက်10ယောက်မှတ်တာလေအကုန်လုံးမှတ်ပြီးတော့အဲ့တော့နာမည်လေးမှတ်ပြီးမှတ်လို့နော်ကင်ကြီးလေးလောက်ပါအောင်ဘိုင်ယန်ကြီးလေးအိမ်ကြီးလေးပြောပါအောင်ဘိုင်ယန်ကြီးလေးဟုတ်ပြီဒီဘူးရဲ့လေးပဲလေးသိလားဒီဒီဘူးလေးပဲလေးဟုတ်ပြီရင်ကိုတော့ငါလည်းပဲလက်ဟောင်းကြည့်ရောတိုင်းကြည့်ရင်ခဏလေးတခြားအန်တနေမဲ့တွေကြည့်ပါခဏလောလေးတွေလည်းနည်းငယ်ရှောက်ချပြီးတော့ခဏ Facebook တို့ TikTok တို့ကသူတို့မှ AI ပါတယ်ဒီလူတယောက်ကဟုတ်ပြီတော်တော်နဲ့ဟုတ်ပြီနည်းနည်းလွယ်သေးတယ်ပြောဒီလူတယောက်ကဘာတွေကိုကြည့်လဲဆိုပြီးသူတို့ရဲ့ TikTok ဆိုတဲ့ TikTok ပေါ့နော် Facebook နဲ့ Facebook ပေါ့ဒီလိုတော့တတိထားမိဒါပေမဲ့သူ့ရဲ့ software ထဲမှာက AI စနစ်ပါတယ်ဒီလိုကဘာတွေစိတ်ဝင်စားလဲရှောက်ကြည့်တယ်တခုကိုရက်ပြီးနည်းနည်းကြာကြည့်ရင်အဲ့ဒါနဲ့ဆက်တဲ့အကြောင်းတွေပဲထပ်ပြီးပြပေးတာအဲ့တော့မတို့လေးလာမှုတွေဆက်ပြီးကြည့်ရလိမ့်ဒါမှမဟုတ်ကနေတယ်ကောင်မလေးလှုပ်နေတာကြည့်တယ်ဒါတွေပဲဆက်လိုက်တာလေအဲ့တော့သူ့ရဲ့ AI ဒီဘာတွေစိတ်ဝင်စားလဲကိုသူကထောက်နှမ်းပြီးမှသူနဲ့ဆက်တဲ့အကြောင်းအရာတွေကိုပြဘိုးတို့ကလေးစံနေကြောင်ကြည့်တယ်ဒါဆိုသူကနောက်တဲ့ကလေးစံနေနဲ့ပတ်သက်တဲ့ post တွေဟိုတက်လာညာရဲ့အဲ့တော့အခုနော်ဒီပညာ post တွေဟိုကလေးလာဖို့လို့လေအနေငယ်လောက်တော့ထည့်ပြီးလုပ်ပြီးဘာလဲentertainment တွေတော့ပေါ်ပါတယ်ဒါပေမဲ့လူတွေကလေးလာမှုတွေခုနကကအကအလှတွေပို့ပြီးတော့စိတ်ဝင်စားတာလူတွေတဘာဝပေါ့ဒါပေမဲ့တဘာဝကိုလွန်ဆန်ပြီးတော့အခုတိုးတက်မှုတွေအနေငယ်ကျင့်လုပ်သွားတယ်ခုနကအခုတော့ကြည့်ရတော့ပေါ်လာကြည့်ရတယ်ဒါပေမဲ့မင်းကြည့်ရပြန်ပေါ်ပြန်တယ်ဟုတ်တယ်မလားမင်းဆိုင်နဲ့ပတ်သက်တာကြည့်ရင်ဆိုင်နဲ့ပတ်သက်တာပဲပြီးပြီးနဲ့ပေါ်လာတယ်အများကြီးပေါ်လာမင်းအဲ့ဒါတွေစက်ကြည့်ဆိုင်နဲ့ပတ်သက်တာပဲပေါ်ပြီးတာအဲ့ဒါဆိုဘယ်လိုဖွင့်ကြည့်မိတော့လဲဆိုအဲ့တော့အဲ့ဒါကိုနည်းနည်းမှမကြည့်မိဘူးဆိုရင်ဆရာကျွန်တော်မတွေ့လို့မကြည့်တာဒါပေမဲ့မကြည့်ရင်ထပ်မတွေ့တော့လဲနေတာသူ့မှာ TikTok ဆိုပူဆိုတယ်သူ့ AI အခုမင်းပါကြည့်လေကားကိုပတ်သက်တာကြည့်လားဟုတ်တယ်ကားနဲ့ပတ်သက်တဲ့ပို့လေးပဲသူ့ပြပြီးတော့အဲ့ဒီကြည့်တဲ့လူပေါ့သူတို့ရဲ့ software ကမိုက်တယ်နော်သူဘာကိုစိတ်ဝင်စားလဲအဲ့ဒါကိုပဲပြတယ်အဲ့တော့မင်းတို့ကစိတ်ဝင်စားတာကိုကိုတိုးတက်ရှင်နေတယ်ဒါပေမဲ့မတွေ့လို့ကျွန်တော်မကြည့်မိဘူးဗျာတခြားတွေပဲကြည့်တယ်ဒါပေမဲ့တခြားတွေပဲဆက်ပေါ်နေအဲ့လိုနဲ့ကိုကလေးလာမှုတွေရောက်တယ်ဟုတ်တယ်နော်အဲ့တော့ဘယ်လိုဒီ internet နဲ့ကိုကြည့်ပါအခုတော့ line မရလို့ဒါပေမဲ့စပိတ်ထဲမှာပေးရနေပါအဲ့တော့အနာတိုင်းမဲ့လည်းကြည့်ဘရိုရဲ့တိုးတက်မှုလေးလာမှုတို့လည်းအနေငယ်တော့ပထမဆုံးတော့ရှာကြည့်ရတယ်ရိုက်ရှာကြည့်မှာဆက်ပေါ့တချို့လူကြီးနာရိုက်ရှာပြရမှာသူစပဆိုးတော့ဘယ်သူဟောဘာစကားရိုက်ရှာပြရမှာတချို့လေးလာမှုလေးတွေကိုပတ်သက်တဲ့ဟာတွေရိုက်ရှာရင်းနဲ့မှာကြည့်ရင်းနဲ့မှာအဲ့ဒါတွေထပ်ပေါ်လာလူတော့ပေါ်မလာဘူးအဲ့တော့ဘရိုရနေတာလည်းလူတော့ရမလာဘူးအခုရရင်လို့ဒီရောက်လာဟုတ်တယ်နော်ဟုတ်တယ်တချို့ခရခက်သေးရောက်လာတယ်ရှိတယ်ဒါပေမဲ့ဒီကိုရောက်လာတဲ့လောရောက်တော့ကြောက်မှမရှိဘူးအတိုင်းတာတစ်ခုကြောင့်အခက်အခဲများတာနဲ့နေတာပဲရှိတယ်အချိန်ရောငွေကြေးရောအများဆုံးရင်းနှီးမှုတွေလောက်ရတယ်ဆိုင်ဖွင့်ထားတဲ့လူတွေလည်းကိုစဉ်းစားပြီးတော့ဒါဒီတစ်ပိုင်းလုပ်ပြီးအဲ့လိုဒီနေ့ကုန်ကြီး10ရက်သို့မဟုတ်တစ်လကြီးဆိုရင်တို့ဆိုင်ပိတ်ထားလို့လည်းမရတယ်အောက်ဆုံးမိတ်ပြည့်ဟုတ်တယ်မလားဒါလေးနဲ့လုပ်နေရရှိတယ်ပဲအဲ့လိုချိန်ကိုလည်းအကုန်ငဲ့ညာတော့တစ်ခုလိုချင်တစ်ခုရင်းနှီးရတာရှိတယ်အဲ့တော့လေးလာမှုလုပ်ပါမယ်ဒါရင်းနှီးလေးလာရင်းနှီးမြုပ်နှံမှုရှိတယ်ဒီကမရှိရပေါ့ခုနကဘုန်းကြီးကရင်းနှီးမြုပ်နှံမှုရှိရပေါ့အခုလည်းမျက်လုံးနဲ့ကိုရဲ့အာရုံလေးနောက်ခုဆိုပေးပါပတ်သက်မှာထည့်ရဆိုတော့ခဏကြီးဘလောက်နေအဲ့လိုပတ်သက်ပေးပြီးလေးလာတဲ့အချိန်မှာအခုလိုတိုးတက်မှုတွေလည်းပါတယ်ဟိုခဏရှာအန်တာနိုင်မဲ့နေလို့ပါသူဆိုခဏတော်ရေးလေးလည်းကြိုက်တာအဲ့ဒါလေးလည်းကြည့်ပါခဏတိုးတက်မှုတွေလေးလာမှုကြီးကြည့်တာဒီမှာ e-mail ကြောင့်ခဏ electronic book လားဟုတ်ပြီဒါလည်း electronic ဆို e ဆိုတော့ electronic မှတ်ပါတယ်ဒါပေမဲ့ညားလိုက်ကြည့်ကြတဲ့မှတ်ကတော့မဟုတ်ဘူးဒီပုံလေးဟုတ် e-mail ကတော့ e-mail ဆိုတာပါလဲဆိုတော့ဒီဝီရဲ့အိဗယ်ကိုခြေချရှင်းလေးလေးတော်များများတော့မသိဘူးနော်။ဒီဆိုတော့ electronic လည်းမှန်တယ်သူကအိမ်မှာ electric ပဲပေါ့။ဒီနော်။မရတယ်။ electric ပြီးရဲ့ electric ဆိုလျှက်စစ်ပေါ့။ဒီရဲ့ဆိုရင်းအောင်ကိုစားပြီးရင်းဆိုအားလုံးပါပြီးသား။စပိန်လည်းရင်းတယ်။နှစ်ဘိန်းရင်သုံးဘိန်းရင်လေးဘိန်းရင်ပေါ့။အဲ့ဒါဘိန်းပြီးတော့ရင်းလို့သတ်မှတ်တယ်။ခုနကဗက်ဒီဆိုင်ကယ်ဆိုတော့ဆိုင်ကယ်မျိုးတဲ့ကိုစားပြီးဒါပေမဲ့သူ့ EV လို့လည်းခေါ်တယ် e-bike လို့လည်းခေါ်တယ်။ကျိုးကျိုးလည်း electronic bike ကစတန်လေးနဲ့ပါတယ်။ဒါကြောင့်ချင်းနေပါလာတယ်။
ဘူးလားချင်းနေပါတယ်မိလေးပတိအားကိုနင်းလို့ရတယ်ဒါပေမဲ့သူကအဓိကပတိကူစားပေးပဲချင်းလေးဆိုတော့အဖြစ်လောက်အခြားစပိတ်လိုနင်းလို့တော့စပိတ်နော်ဒီပြရဲ့ဒီပြကလျှက်စစ်နဲ့ပတ်သက်ပြီးထုတ်ထားရင်အားလုံးကူစားပြုနောက်ဆုံးကလေးစောတဲ့ကားလေးရတာဒါ EV လို့ခေါ်လို့ရလျှက်စစ်ဒါပေမဲ့သူတို့စီးလို့မရလို့ရင်လို့ပုံခတ်တာနော်အဲ့တော့ဒီမှာ EV ရပါလဲဆိုတော့လျှက်စစ်ရင်လို့ကူစားပြုပါတယ်ဒါဆိုအားလုံးအကျုံးဝင်တာပေါ့ပတိဆိုင်ငယ်ပတိသုံးမင်းပတိကအများကြီးထွက်သွားမှာပေါ့ဒါပေမဲ့ EV ရဲ့အောက်မှာအကုန်လုံးကပါလို့လားနော်ဒါဆိုရင် EV က vehicle ဆိုရင်ကိုကူစားပြုပါတယ်နော် E ဆိုတော့ electronic ပေါ့ electric ပေါ့ electric vehicle လျှက်စစ်ရင်ပေါ့နော်အဲ့ဒီကြောင့်လေးသိစားနေနော်ပတိဆိုင်ငယ်ကအခုမဖြစ်မနေဝါရှော့ဆရာတိုင်းလို့တက်တက်နေပါအချိန်နဲ့တော့ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်သေးလို့ဒီကအကြောင်းမျိုးကြောင့်ဆိုင်ပိတ်လို့မရလို့လူပဲမရှိလို့ရှိပါတယ်ဒါပေမဲ့အနေနဲ့မြန်တော့သူ့နောက်ကိုလိုက်ရဖို့များတယ်မလိုက်ရင်ခုနကကိုပြောလို့သူများတွေလုံနေချင်တာကိုထိုင်နေရလို့ဟုတ်တယ်မလားအပြည့်ပြည့်နဲ့အခုဆိုင်ငယ်စီးရင်လည်းလျှက်စစ်ပတိဆိုင်ငယ်စီးရနီးလာဟုတ်တယ်မလားဆိုင်ငယ်စီးရင်တသိန်းရှိရင်ဟိုက9000 8000လိုက်လာဟုတ်ပြတ်တဲ့ချိန်ကျရင်သူကလာမှာပဲအဲ့မှာအခုတို့စားပြီးမပေးနိုင်ဘူးဆိုရင်ချင်းမကောင်းနောက်တစ်ခုအကိုတို့အတွက်မကောင်းပါဘူး customer တွေတော့မကောင်းဘူးကိုပြောတယ်ရက်ကွက်တစ်ခုမှပတိပိတ်ပြတ်သွားတယ်ဝါရှော့လေးတစ်ခုလောက်လိုက်ပြီးတော့ဘယ်ဝါရှော့မှပတိပိတ်မပြင်ပါဘူးကျွန်တော်မလုပ်ဘူးနောက်ဆုံးဘိတ်ပေါက်တာလည်းဆိုကျိုးစံမလုပ်ဘူးအဲ့ဒါဆိုကျိုးပလက်ပြီးတော့လောက်ခက်တယ်ဆိုတော့မလုပ်ဘူးမလုပ်တော့ဘာဖြစ်လဲဆိုတော့ဝါရှော့ကလည်းခွင့်ရမရတော့ဘူးမိတ်ဆွေတယောက်လည်းမလုပ်တော့ဘူးသူစီကဝန်ဆောင်မှုစားပြီးပြီးတော့ကိုလိုခါချင်းကိုရနေတယ်နောက်ဒီစီမလုပ်တဲ့နောက်မှသူ့မှာပတိဆိုင်ကအိမ်မှာနဲ့စီးကြံနေတယ်အဲ့စီလည်းသူစီလာမှာဟုတ်တော့ဟုတ်ပြီဒါပြုပြင်နေတယ်ဆိုတော့customer တို့ကလည်းပြင်ရမယ့်ချက်ကတိတိလေးဖြစ်ပါလိမ့်မယ်ဒါပေမဲ့အတိုင်းအတာတစ်ခုကြောင်တုံးမင်းငားပြီးတော့တင်သွားတော့မယ်ဒီမှာအခုတုံးမင်းကားတွေကလည်းစီသေးလုံးကြောင်အနည်းဆုံး2000 3000ဒီစပြီးအချို့4 5000ဒီစီရတယ်အချို့တင်လာတယ်ဒါလုပ်လိုက်ရတယ်ဆိုတော့ပြက်တာဘရိကာလေးပဲပြက်ဘရိကာတစ်ခုမှ1000ခွဲပဲရှိတယ်တုံးမင်းက3000ပေးခဲ့ရတော့ customer တွေတို့လည်းတော်တော်လေးကိုထိအားများတဲ့ပြဿနာရှိတယ်ဆိုင်နေလည်းအရင်တော့ဆိုင်ကျဲတဲ့ခါကျတော့အိမ်ရောက်ဝန်ဆောင်မှုဆိုပြီးရေးထားပြီအခုအချိန်ဒီမှာသူတို့အိမ်ရောက်ဝန်ဆောင်မှုမပေးနိုင်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့အလုံးဝန်ထမ်းနေပါမှုရောနောက်ပြီးတော့ခဏဆိုင်မှာပရိဆိုင်ငယ်တွေလိုအပ်ချက်တွေများလာတဲ့အတွက်အိမ်ရောက်ဝန်ဆောင်မှုများတော်တော်များများမရတော့ဘူး။အခုတော့ဒီနားပတ်ချလည်းကိုမိတ်ဆွေတွေဘလို့ခါလေးကိုပေးရတယ်ရှိတယ်။ဒါပေမဲ့အဲတိုင်းတာခုတော့ခက်ခဲတယ်လေ။နှစ်ယောက်တော့လာမျိုးဆိုင်ကခက်ခဲမျိုးပေါ့နော်။အဲ့တော့ဝါရှော့ဆရာလည်းတက်တက်နေပါဝါရှော့ဆရာတွေထဲမှာအခုလာတဲ့အကိုကြီးကိုတွေကဒါတခြားလူတွေတဲ့ပို့ပြီးတော့ဒါရင်းနှီးမြှုပ်နှံမှုစပြုပြီးတော့အဲ့တော့ရင်းနှီးထားတဲ့အားလည်းမဖြစ်ပါဘူးဟုတ်နော်ဒီလာပိုင်းနှစ်ပိုင်းတွေမှာတော်တော်လက်ကိုဒီမှာဆိုင်အောင်လို့တုံးခဲ့တခြားလူတွေလည်းမယုံကြည်တဲ့မှာပါဘိုးတော်ပြည်ဆိုင်ငယ်ပြင်တတ်ပြီဆိုပြီးခဏလို့ဆိုင်မှုလဲအခါမှာပြည်ဆိုင်ငယ်အကြောင်းလေးပြည်ဆိုင်ငယ်ပြင်တဲ့အကြောင်းလေးဆိုဆိုင်မှုမှာထည့်ကြည့်ရဒီမှာပြောပြရစီကျွန်တော်ပြည်ဆိုင်ငယ်ပြင်တတ်ပါတယ်ဒါပေမဲ့ line ပြင်မှာပေါ့ဆိုပြီးတော့ရက်နေလို့မရတယ်ဒီပြည်ဆိုင်ငယ်ပြင်တယ်မှာမင်းဆိုင်ပုံမှာရေးမထားရင်လည်းလာဒီမှာလာကျွန်တော်ကဆိုင်ငယ်ဝါကျော်တဲ့ပုံကြီးရှိတယ်အခုတော့သဘောမတင်ထားဘူးခုမှမပြည့်တော့ဘူးငါလည်းဒီဆိုင်ငယ်ကချို့ကပြင်မှာဆိုင်ပုံကြည့်ပြီးတော့ဆိုင်ပုံဒီလေးတော့ဆိုင်ပုံကြည့်ရတော့အဲ့ဒီဟောင်းမှပြန်နေတဲ့ခါဆက်တော့ဆိုင်ပုံဒီတော့ထိတ်ရပါဟုတ်ဒီဆိုင်ငယ်ပြုတ်ပြီးတော့ရေးရတယ်ဒီတော့ဝါကျော်တွေကဒီဆိုင်ငယ်မပြင်တော့ customer တွေလည်းဆိုင်ပုံမြင်တာမပြင်တော့ဘူးပဲထင်တော့ဟုတ်ဒီတော့ညင်းလို့ဘူးလူရှိရမလားဒီခဏဒါကကျွန်တော်ဆိုင်မလုပ်ဘူးဗျဟုတ်တယ်မလားဟုတ်တယ်မလားအဲ့လိုညင်းပါကြတော့ customer တွေခုနစိုင်းဘုတ်ကိုရှာတော့မှာအခုတော့မပြည့်မနေစိုင်းဘုတ်တင်ရတော့ကိုယ်ပြင်နေရပဲပြင်ဒါပေမဲ့ပြည်ဆိုင်ရဲ့အချိန်မှာထောင်ထားတာနဲတယ်တခြားဆိုင်တွေများတယ်ညတော့စိုင်းဘုတ်မရှိငါ့ကိုမလားပြင်မမတချို့လားပြင်တယ်ပြည်ဆိုင်ကပြင်လို့ရရဲ့လားဒီမှာကျွန်တော်ကအကုန်ပြင်တယ်ရသူပြင်သွားတယ်အဲ့တော့မေးတယ်မလို့တစ်ခါလေးချပြတာအခုတော့ခင်းစီဘူးစီရောက်တော့မှဒန်းလေးနဲ့တင်ရောင်းရတာဒီနောက်ဘေးမှာအပြင်မှာမစုဘဲနဲ့ထားတာရောင်းရမှာအေးအခုတို့ရဲ့အခုရောင်းမဲ့ service ဝန်ဆောင်မှုကိုလည်းကျွန်တော်တို့ဒီဟာလေးရပါတယ်ဆိုတာတော့ချက်ပြအဲ့ဒါလေးတွေချွတ်လို့ရချက်မပြဘဲနဲ့ဘလူကဝယ်တော့မှာမဝယ်ဘူးလေရောင်းမအောင်မသိတော့ဘူးဒီတိုင်းပြင်မအောင်မသိတော့အဲ့ဒါလေးလေဒီနေ့ပြီးရင်စိုက်ဖို့လုပ်ပါစိုက်ဖို့အကြီးကမဝယ်သေးလို့ဆိုလည်းအခုတို့သေးလေးယူလိုက်ဒီတိုင်းပြင်ပြီးဒီမှာဟိုစိုက်ဖို့အကြီးကိုစပ်ပြီးပြုတ်ပြင်ပြီးမှဒီတိုင်းအကြောင်းကိုထည့်ပြီးတော့ကြည့်ရအဲ့ဒီဆိုင်မို့အခုမှလုံးမှာဆိုရင်ခိုင်းထည့်ရအဲ့တိုင်းပြုတ်ပြင်ပြီးအဲ့ဒါမှ customer တွေကဒီဆိုင်မှာပြုတ်ပြင်လို့ရတယ်ဆိုတော့သိမှာပါအများဆုံးဝါရှော့တွေခဏညင်းလို့တဲ့ဝါရှော့တွေများထားတဲ့အတွက်ဒီဝါရှော့တော့ဒီဆိုင်ကပြင်မှာမဟုတ်ဘူးဆိုင်ဖို့လည်းလမ်းကြည့်လိုက်ပြင်မှုပဲထင်ပါပဲအဲ့တော့ထဲကတူ3မိနစ်ပြင်သွားမှာသူလည်းကုန်မယ်မင်းတို့လည်းအခွင့်အရေးမရအောင်
ဒါလေးကိုထည့်ယူပါနော်စိုက်ဖို့လေးစပြီးထည့်ယူရမယ်နော်ဟုတ်ဒီနေ့ဒီဇိုင်းရဲ့ဝါရိတိုင်းတိုင်းရင်းတင်မယ်နော်ဟုတ်ပြီကျွန်တော်ဒီမှာ online က message များလဲကျွန်တော်ဒီမှာဒီဝင်တော့ပါပြီနော်အခုအစိမ့်သက်သက်တွေပါတဲ့အတွက်အခုဒီမှာဘက်ထရီလေးတွေဆွဲကြည့်ရအောင်နော်ဒီကိုအခုမှတော့အများဆုံး9လုံးနဲ့6လုံးပဲရှိတော့4လုံးကတော်တော်များနေသွားတယ်ဟုတ်တယ်နော်အရင်တော့ကတော့4လုံးရှိတယ်လက်ဟောင်းဆိုင်ငယ်ကလည်းရှိပါတယ်လက်ဟောင်းဆိုင်ငယ်လည်း4လုံးရှိအောင်မယ်ဒါပေမဲ့လို့အခုလို့9လုံးနဲ့6လုံးပဲတုံးရတော့တယ်ဟုတ်တယ်နော်ဗီဒီဘိုင်းလေးကြည့်အောင်ဘယ်လိုချိုးလဲချိုးရင်တော့ရုပ်မှုတွေပါချိုးနေဆိုတော့သူကဝင်နေတာဘယ်စားဆိုဗီဒီယိုပုံလေးတွေပြက်တယ်ပြက်တော့ဗီဒီယိုတွေဖြုတ်ချပြီးတော့ပုံပြန်ဆိုပုံပြန်ဆိုရင်ပြန်နေတယ်ဟုတ်ဗီဒီယိုကအားလုံး6လုံးတိတ်တော့မခက်ပါဘူးဒါပေမဲ့ခုနကစတက်တဲ့အခါအခက်အခဲလေးတွေရှိလာနေအစ်တော့ကဒီအမျိုးနဲ့အဲ့ဒါကလည်းနော်မမမီနာနဲ့ခေါ်ပြီးစားငါမကြည့်ဘူးမဟုတ်ငါအစ်ကမင်းမလားဒီမှာကျွေးလည်းတိုင်ကစားလို့တော့ဒါတော့ပြီးပါပြီနော်အစိမ့်သက်ပါဆိုဒါလေးတော့ဒီဇိုင်းပုံစံကြီးလို့ထည့်လို့မရဘူးထည့်လို့ရတယ်ဒါတော့ရှင်းနေဒီမှာအပေါင်းလို့ပဲဘာမှမဆွဲရဘူးသူ့မှာကဆက်နေဖို့20အိတ်ဆိုပြီးတော့ညာလို့လာပါတယ်ဆန်းဖို့20လေးဒီလုံးမှာဆန်းဖို့ရှိတယ်အဘီအားနဲ့ရှိတယ်အဲ့တော့ဗိုင်းဆိုင်မိုင်းမှာ join တာတော့သူကဘယ်လို join လဲဆိုတော့အပေါင်းတို့ကျန်တယ်နော်သူကအရင်တော့အနှုတ်ကနေစ join ပါအနှုတ်ကဘာတွေပဲဝင်သွားတယ်ပေါ့ဒီနှုတ်ကပဲဝင်သွားမယ်ဆိုဝါရင်းမိန်းတို့တယ်ဝင်သွားတယ်တို့တက်လိုက်တက်ပြီးတော့ဘယ်လို join လဲဆိုတော့ဒီမှာကျန်တဲ့အင်းနဲ့ဒီဘက်နဲ့ကိုလမ်း join တယ်ဒီမှာဒီနဲ့ကျန်တဲ့ကိုလမ်း join တယ်ဒီဘက်နဲ့ကိုလမ်း join တယ်ဒီဘက်နဲ့ကိုလမ်း join တယ်ဒီလိုဆိုရင်နောက်ဆုံးမှာအဒီတကုတ်ပြန်အဲ့ဒီအင်းတကုတ်ကလည်းမှလိုအပ်တဲ့ဝါရင်းအထုပ်ထဲကိုသွားဒါပေမဲ့ joining မှာကလည်း80ပို့ကြပါမယ်တတိ6ရက်80ပေါ့ဒီမှာတချို့ကအခုကဒီမှာတွေ့အောင်ပြထားတာတန်းရပြီပေါ့တကယ်တမ်းဆိုင်ငယ်မှာပုံစံနဲ့ပဲဆိုင်ငယ်မှာမလာပါဘူးသုံးလုံးတန်းနှလုံးတန်းတချို့လိုမျိုးရဟိုးရှိမှာပက်လက်လဲတာရှိပါတယ်တို့တို့ပေါ့အဲ့ဒီမှာ join ရတဲ့ခါကြီးလက်သိနေတယ်ပါအဓိကဒီဟာမှာအခုပထမဆုံးအနှုတ်ကျိုးကိုရင်တက်လိုက်တက်ပြီးသူ့မှာရှိနေတဲ့ပေါင်းနောက်တစ်ဘိုးရဲ့အနှုတ်ကိုတက်မယ်နောက်အပေါင်းကနောက်တို့အနှုတ်အပေါင်းကနောက်တို့အနှုတ်ဆိုတော့နောက်ဆုံးမှာအပေါင်းတစ်ခုကျင်ရပါပေါင်းတစ်ခုကျင်မှာ80နဲ့ပို့ကြပါအကယ်၍တနေရာကနေ join မှာသွားဆိုကြပါဘူးမသိတော့နောက် join နဲ့ဘယ်လိုဖြစ်သွားလဲမသိဘူးနောက်ဆုံးကျန်တဲ့ငုတ်ကနော်အပေါင်းငုတ်ကိုပဲနဲ့အနောက်တစ်ငုတ်ပဲကျန်နေဆိုတော့အဲ့ဒါမှားနေပါဒါမတက်ပါဘူးကျန်ရှားလေးအခုတို့ကိုယ်တိုင်လည်းဟိုရှင်းလောင်းကိုတော့နုပြသင်္ခါတော့လောနဲ့တက်တယ်နောက်ဆုံးကျန်တဲ့ကုတ်ကအပေါင်းကျန်မယ်အပေါင်းကျန်မလုပ်ပြန်အဲ့တော့မဟုတ်တော့ဘူးအဲ့ကျွန်တော်ပြန်ပြီးတော့ခဏပရိယဒီပုံစံမဟုတ်ပါဘူးနော်သုံးလုံးတန်းနှလုံးတန်းတချို့ဆိုရင်တစ်လုံးကဟိုရှိမှာကလန့်သွားပြီးတော့ပလက်လဲထားပြီးရှိပါတယ်ဘာဖြစ်လို့ဆိုတော့တိုင်ကဲက9လုံးလို့တိုင်ကဲ6လုံးလို့ထည့်ကျင်တော့သူရုပ်ပြီးခဲ့လာတော့6လုံးလို့ဆင်ကျင်တော့တစ်လုံးကိုဟိုရှိမှာနေရာသူအတစ်တစ်ခုပြန်လုပ်မှာအလုံးကိုပလက်လဲပြီးတော့ထည့်ပြီးလိုက်တယ်အဲ့တော့ဂျိုး join ကို join နေတွေကအခုဒီလာမျိုးရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်ပါဘူးနော်အဲ့တော့ခဏလေးကိုအပေါင်းတို့ပေါင်းနောက်ဆုံးမှာတော့လိုအပ်တဲ့အပေါင်းတစ်ခုကျန်มาရအောင်မကျန်ဘူးသူကနှောက်ဖို့ကြီးကျန်တယ်ဆိုတော့တရားမှားခဲ့ဒီလုံးပြန်ကြည့်တော့လည်းမှန်နေရတယ်သုံးလုံးပြန်ကြည့်တော့မှန်တာပဲအဲ့ဒါဟိုရှင်းဆုံးသုံးလုံးပြန်ကြည့်ရတရားမှာတော့သူကဘယ်လိုမှားသွားနိုင်လဲဆိုတော့အဲ့ဟုတ်ပြီဘယ်လိုမှားသွားမလဲဆိုတော့ဒီနေရာလေးမှားကြည့်ရဒီနေရာလေးသူကဘယ်လိုမှားလိုက်လဲဆိုတော့နော်အခုကတော့ဗီဒီယိုကတက်တာကလန့်ဆိုတော့ဒီလိုတက်ရတယ်အပေါင်းဖြစ်သွားတယ်နော်အပေါင်းကတော့မသိဘူးလေဗီဒီယိုတက်ရတာခက်တော့ကလန့်ဆိုတက်ပြီးတော့ဒါကကိုတော့ဒီလိုတန်းတယ်လို့ပြောရနော်ဆိုတော့လူတိုင်းမှာခက်ပါတယ်အဲ့တော့ကိုတော့ဘယ်လိုရမ်းလဲဆိုတော့ဒီအန်လို့လည်းသွားကြမှာတက်တယ်ဟုတ်ကောင်း
နှုတ်ပေါင်းဒါလိုနှုတ်